ကိုယ်တိုင်နဲ့ရတဲ့ပုဂ္ဂိုလ်လည်းတဲ့ပါလိမ့်မယ်သူများရဲ့ကံကြားဖို့ကလည်းပါလိမ့်မယ်ဘုန်းကြီးရောဘုန်းကြီးညသည်အညာသိသိသွားဘုန်းကြီးညသည်သိသွားဘုန်းကြီးညသိသွားပြီဆိုတော့ညဟာသိသွားတာတော့မေးဖို့မလို့သူလိုလို့တယ်ဘယ်နဲ့မှဘယ်နဲ့မှဒီအညာသိသိသွားပြီဆိုတဲ့ဥစ္စာဟာလူတွေပါလဲကြော်ကြနတ်ပြည်လဲကြော်ကြတယ်ဓမ္မပြည်လဲကြော်ကြတယ်အကုန်မဲ့ဘယ်နဲ့ညာသိသွားပြီဘယ်နဲ့ညာသိသွားပြီဆိုတဲ့ဥစ္စာအလုံးမဲ့ကြော်ကြသိသွားတယ်ဆိုတာဒီဘာလာလိမ့်မယ်မေးတော့မှဒကာရမတို့သစ္စာသိမညံပါသိသစ္စာသိသွားတယ်လို့မှတ်လိုက်သမှာဘယ်လိုလဲသစ္စာသိသွားတော့ဘာဖြစ်ပါလိမ့်မလဲလို့အမေတို့ကိုလိုးလာသောတာပန်ဖြစ်သွားပြီလို့ပြောဘာဖြစ်သွားတာပါလဲသောတာပန်ဖြစ်သွားပြီလို့ပြောတော့ဘယ်နဲ့များအဲ့ဒီအချိန်မှာစဉ်းစားဖို့အရေးကြီးပါလေဒီလိုကတော့ဘာမှမပါလာဒါမှလည်းမပါဘူးဒီနာကတော့မပါဘူးဒီနာခဏချင်းနဲ့ချင်းသူချင်းနေတဲ့တေဇာဘခတ်ဆိုဇာမဲစစ်ပြီးကြတာနေတဲ့ဆိုတော့ပါတယ်မယ်အဲ့ဒါရတဲ့ဓမ္မတွေဒီမှာသတ္တဗံပြီးတာဆိုတော့စာဒီနေရာမှာဘာနာကတော့သူမပါပါဘူးတရားနာဒီလိုလည်းမပေါ်သေးပါဘူးတဲ့ဒီလိုထောက်ကြည့်လို့မပေါ်သေးပါသစ္စာသိတာနဲ့တဲ့ပြီးတဲ့တည်းမှာဒီလိုဝင်ပြီးတဲ့ကလာသတ္တဗံပြီးသွားတာရှင်းရဘာကြီးလာရင်ဒီဓမ္မတွေလည်းနေ့ပြအောင်ပဲပြောပြပါပြီးရင်ကိစ္စပြီးတယ်ဆိုတော့ဥစ္စာနောက်ကရှင်းလာပါလိမ့်နော်ဘာမိသားစုဓမ္မတို့ဒါသိရမှာတော့ဖေရဆိုပြီးဓမ္မတွေကမဲတဲ့ခါကြတော့မင်းရလည်းပြောထားလို့ဓမ္မတွေရင်းနေပါဒုက္ခကိစ္စသိသွားတာဘာသိသွားပါလဲဒုက္ခကိစ္စသိသွားဒုက္ခကိစ္စပဲသိသွားတယ်ဆိုတာသုတ်တဲ့ချက်ဒုက္ခကိစ္စသိသွားတော့ဒုက္ခကိစ္စကဒုက္ခသစ္စာဝိရာကမဂ္ဂသစ္စာသေတာကသမုဒယသစ္စာနောက်ခံကမလာတာကနိရောဓသစ္စာတပြိုင်နက်သိသစ္စာလေးပါးတပြိုင်နက်သိသွားရင်းကြဘယ်နဲ့မှသိသွားတယ်ဆိုတာသစ္စာလေးပါးဘယ်လိုသိပါလဲဉာဏ်နဲ့သိသွားတာဟုတ်ပြည့်မဲ့ချတာဒါပေမဲ့ဝိညာဉ်ဓမ္မတွေမှာတပြိုင်နက်သိလို့ခန္ဓာရဲ့ဟာကိုယ်ဖြစ်ခြင်းကိုကိုယ်တပြိုင်နက်သိသွားရင်ကိစ္စပြီးမယ်လို့သုံးတဲ့ချက်ဘုခန္ဓာရဲ့မှာသစ္စာလေးပါးတပြိုင်နက်ဖြစ်တာသိရင်ကိစ္စပြီးမယ်လို့အကြမြတ်သစ္စာမသိဘဲနဲ့နိဗ္ဗာန်နဲ့ပုဂ္ဂိုလ်ရှိရမရှိတော့ဘူးဘုန်းကြီးဓမ္မတွေမှာသိဖို့ကအရေးကြီးပါသိပြီးတော့သိရနဲ့ပြီးရလားတော့မဲတဲ့ခါကျတော့ဘွားသိသိမှလို့ဟုတ်တယ်ပေါ့ဘယ်လိုသိမှာပါလဲဘွားသိသိရလိမ့်မယ်ဆိုတာသုံးတဲ့ချက်ကြပါဘွားသိသိသွားလို့ရှိရင်ဖြင့်ခင်ဗျားတို့ဤအပေလေးပါသူများဥစ္စာတဲ့မှာအနာကိုထိုးအပ်ရမယ်ဒီဝဲတွေဘယ်ရင်မှာမရှိမဆန့်ခံရမယ်နာဘွဲရှိတယ်နောက်ကပြည့်ခဲ့တဲ့အမိုင်အမဲအကုသိုလ်ကံတွေယခုကမသိမလင်ငါတော့မိုက်ထားတဲ့အပေတော်မဲ့ကံတွေအဲ့ဒီဘွားပြီးပြီးတဲ့စလုံးကအကုန်ပယ်ချလိုက်ပါစိတ်ဘုဒ္ဓံအဲ့တော့ဒီအရမတွေခွန်ကြီးတို့ကပြောလို့တာကအဘိဓိကျွေးတွေကလူတိုင်းအများကြီးရှိတယ်ဝါအနန္တရှိတယ်ဆိုတာသုံးတဲ့ချက်ရွေးရှိနေတဲ့ပုဂ္ဂိုလ်ဒီရွေးမဆက်လို့ရှိရင်ကျိုးတာတက်တယ်ရှိ
ဒီရှိတဲ့ပုဂ္ဂိုလ်ကျွေးကိုမတတ်လို့ရှိရင်အတိုးကတက်เสียရှိတဲ့ဥညွန်တို့ဥမြတို့ဘယ်နည်းနဲ့ခင်ဗျားတို့ကျေးတဲ့သဘောဖြစ်နိုင်မှာအခုဘုန်းကြီးဟောတဲ့တရားကကိုယ်ဆောင်ရင်ဖတ်ပါစားတဲ့နဲ့အကုန်ပြေပါလိမ့်မယ်ဝါပြီးသေးတဲ့နှလုံးနဲ့အကုန်ပြောက်ပါလိမ့်မယ်ပြက်ပါလိမ့်မယ်ဆိုတော့ဘာလို့ကျွေးလို့ရှိတယ်စားတဲ့ဆိုတော့မကလေးပေါ်လိုက်ရင်ကိစ္စပြီးတယ်လို့ဒီလိုဆုံးဖြတ်ချက်ချထားတော့ဟောဒီစားတဲ့ပြင်ရက်မှတော်မယ်ဆိုတဲ့စိတ်ယနေ့တန်တန်ထွားတိုင်းမိုးပါလို့ပြိပြလိုက်စားတဲ့ဘယ်လိုများကတင်နေတာသူကလာပြီးစားပြည့်နဲ့ကြည်ပါရှင်ကျုပ်ပြေပါမယ်ရှင်ခင်ဗျားတို့ဒီစားလေးသွားပြီးကာလကိုကိုယ်တိုင်ရက်ပြီးကာလဖြစ်စေကျွေးရှင်ကဒါရဲလို့ကြည်အေးနေဖြစ်စေခင်ဗျားတို့လှုပ်ထိုက်တယ်ဆိုတဲ့အတိတ်ပဲမှတ်ပါမှတ်ခဲ့ဘူးလားမှတ်ပါပါအဲ့ဒါကြောင့်စားပြည့်နဲ့ပဲပြေးတဲ့ခြေကိုဒကာမတွေပြေးပါမယ်ခင်ဗျားတို့ကစားရတာမပြင်းပါနဲ့ဆိုတာသတိပေးရပါတယ်မပြေးတယ်ပြေးတယ်ပါခမရမိုက်ကြတာတွေဝေတော့ဖြင့်ခဏရေချုပ်ပြမယ်ဆိုလို့ရှိရင်ဖြင့်ရေလုံးခွန်လိုက်လဲတဏှာဥပါဒံကံဆိုတာမလာဘူးနိုင်ဟောလိုက်လဲတဏှာဥပါဒံကံလာတာပဲစားလိုက်ပြန်လဲတဏှာဥပါဒံကံလာတာပဲဘယ်လိုရရံလို့ဖြောက်လိုက်ပြန်လဲဘာသာလာပြန်လာဘုရားမလေးရင်းဘင်္ဂလီတွေပါလေခန်းရပြန်တယ်အနာဥပါဒံကံလာပြန်တာဒီတဲ့ကတခါလဲနေတယ်ကလုံထားတယ်ညစလုံးပြန်ပြီးကြံကောင်းတွေထုံနေပြန်လိုက်တနာဥပါဒံကံမြောက်တာပြည်ရအကြောင်းမြင်လားအဲ့ဒါမတိဟုသောသာတိရနဲ့ဆရာဘုန်းကြီးကကဲနိုင်တဲ့အခါပြီးလဲသိနေတဲ့အခါမို့ခင်ဗျားတို့ဘာမှမသိနဲ့ဒီမက်ပေါ်အောင်အလုပ်ကိုလည်းပြင်ရင်းပေးမယ်ခင်ဗျားတို့ကျွေးတွေလည်းကျွေးဟောင်းရောကျွေးသေးရောအကုန်ပြေပါလိမ့်မယ်လို့ဆိုလို့ရှိရင်တကယ်ဝတင်လို့လုတ်ထိုက်မကရာဓမ္မတွေဘယ်လိုပါလဲလုတ်ထိုက်တယ်ဆိုတာကျင်납မလားနိုင်နေတာဖြင့်ဓမ္မတို့လုတ်ထိုက်တဲ့လုတ်ကိုဖြင့်မြတ်လုံးမှာကောင်းတယ်ကျွေးရှိလားမကြည့်ဘူးလားမြတ်မှာအခုတကြွေးနေပေါ့ဗျာဟုတ်ပါဘူးဒါရေမတိကစားပြည့်နဲ့ပြေးမယ်ဆိုလို့ရှိရင်ဖြင့်ကျင်းပြီးဆက်ဖို့ကောင်းသတ္တန်ငါရဲကတင်းလာတဲ့ကျွေးလေးပြတ်ပါလိမ့်ယခုကမသိမှန်မဲထားတဲ့ကျွေးတွေကိုပြတ်ပါလိမ့်မယ်ဆိုတော့ဩတို့ရေးကိုကြတဲ့မဲ့ဆရာသမားရှိသေးတယ်ဆိုတာမှတ်လိုက်ကြတို့ရေးကြတဲ့မဲ့ဆရာသမားရှိသေးတယ်ဆိုတာသေသေးချာချာမှတ်အဲ့ဒါကိုခင်ဗျားတို့အပေါင်းတွေမလွဲစီပါနဲ့ဆိုတာလေးတော့သတိပေးရဘာသတိပေးမှာပါလဲဘာသတိပေးရပါသနာမပေါင်းတာနဲ့သရပညာပေါင်းတာသနာတို့ဖြင့်မပေါင်းပါဘူးသရပညာတို့ဖြင့်ပေါင်းတာဆိုတော့ဒါဘုရားခင်ကိုရမကြီးကသနာပေါင်းရင်သံဃာရှိမယ်သရပညာပေါင်းလို့ရှိရင်သံဃာပြတ်မယ်သိမရသနာပေါင်းရင်သနာပေါင်းရင်သံဃာရှိမယ်ဆိုတော့ဓမ္မတွေမြင်တဲ့အတိုင်းပါပဲအဝိုင်းကသိနေတယ်နေ့လည်မှရမယ်နေ့လည်မှရမယ်အဲ့လိုမှတော့လေးလိုပိုင်းကြီးဆိုတော့ဝေးရတာမြင်ရပါလိမ့်ဓမ္မတွေဝေးရတော့မှန်းကြည့်ပါလေသူသာနဲ့မှန်းကြည့်ပါဒါရဲ့လေဓမ္မတွေပေါင်းနေတဲ့အတွက်ဒီဘက်လက်ပတ်သွားသံဃာရှိမရှိဓမ္မဥပါဒံကံသာတိဒရာမရဏအဝိဇ္ဇာသင်္ခါရမရှိဘူးလားဒါပဲနဲ့ဘာပေါင်းလို့ပါဘာအိုင်းလို့ဒီနေရာမှာသရပညာပေါင်းလို့ရှိရင်ဖြင့်တဲ့ဓမ္မတွေဒီဘက်သွားနေရလားဟုတ်ပါဒါဖြင့်အပေါင်းတယ်မလွဲလို့ရှိရင်3နံပါတ်နဲ့4နံပါတ်မလာတော့ပါဘူးအပေါင်းတယ်လွဲလို့ရှိရင်သူ့ပေါင်းလို့ရှိရင်သနာပေါင်းလို့ရှိရင်ဥပါဒံပေါ်လိုက်တယ်ဥပါဒံပေါ်လိုက်တာလို့ရှိရင်ခင်ဗျားတို့ကာယကံတွေကအကုသိုလ်တွေကမလာဘူးလား
လာတော့ဒီရှိတာသူ့တယ်လေပေလမိသမ်းမတဲ့ဒီတက်ပြီးတကလားဒါကြီးကမရဏဆိုတာမလာဘူးလားလာလိုက်မှဆိုတာသိကြကြဒါချင်းဓမ္မတို့အပေါင်းကံမလို့ဒီနဲ့ဆိုတာကဘူးတော့ငင်းရလူလေးတွေရလူရဲကောက်တဲ့လူဒါလို့ဆိုရမှုပေါ့ဗရာပညာပေါင်းပြီးကလားတဏှာနဲ့မပေါင်းနဲ့ပြောတာမိုးလာတာဒီလိုတော့တဏှာဖော်လို့ပြီးမိုးပါတယ်ခင်ဗျာရှင်ရမပေါင်းနဲ့ဆိုတော့မဖြတ်ဘူးလားဆိုတာပဲသင်ရလဲမဆိုလဲနိုင်မလားလဲနိုင်ပါကိုတဲ့တောင်းပြင်းလေးကိုခင်ဗျားတို့ဘုန်းကြီးကသင်ပေးလိုက်လို့ရှိရင်ဖြင့်ငယ်ပေါင်းဖြစ်လက်ကြစားငယ်ပေါင်းနဲ့ကောင်းတဲ့မိတ်ဆွေတွေ့တဲ့အခါသူ့လက်လောက်ပဲကြီးတယ်ဘူးလားကြီးပါလားအဲ့ဒါကြောင့်ဝန်သာဝေကြီးတို့ဧကတရိုင်းမှတင်လို့တက်ကြွသိခဲ့ပါဘာကံကြရတာဒီသံဃာရှိတယ်မရှိဘူးလားရှိပါတော့ဘာကံမှလို့ရှိရင်သံဃာမပြတ်ဘူးလားသရပညာလေးဒီကနေထားပြီးဒီကလာပေါင်းရမယ်လို့ဆိုလို့ရှိရင်သရပညာနဲ့ခန္ဓာနဲ့ပေါင်းသရပညာနဲ့တဏှာနဲ့ခန္ဓာနဲ့မပေါင်းနဲ့ရှင်းမလားတဏှာနဲ့ခန္ဓာနဲ့တော့မပေါင်းပါသရပညာနဲ့ခန္ဓာနဲ့တော့ဘာလို့ရှိရင်ဖြင့်တဲ့ဒီဘက်ကံတရာကြီးကလုံးလုံးပြတ်သွား